တာလေးစောပါဧကနေ့အကျော်အာခဒေတာမှာဝါသူတို့ရဲ့တဏိထတနေ့ပိုလို့ပူပြောင်းလာနေပါပြီဒီဘက်ဝါသူတို့ပူပြောင်းနေတဲ့အချိန်မှာပြောင်းလာစပယ်ဖက်ပဲအိမ်မာနေစပယ်ဖက်ပဲကျဲမာရင်းနဲ့တော်တော့အောင်ဇာပိုင်မျိုးနေထိုင်ရဖို့လေးစောစောကိုပြောပြပေးလာဖို့ဖိုက်ပါပြီဒီနိုင်တွေရသည်စားအယွန်နိုင်တွေရသည်ထားအပူရှိန်မြန်မာလာနေရွာသူတို့ခင်မရှာပါတည်ရပါပြီအထူးသဖြင့်မဲချလာကုံအီဗီလာတော့မှာပေါ့ခွဲလေရောက်ခေအလွယ်မမရဲ့ကာလာဖိတ်တဲ့တော့နဲ့အပွန်လောက်ရခါအထူးတတိထားဖို့လွယ်ပါပြီဘာသူတို့အလွယ်ပူပြောရတော့နဲ့အကျိုးကိုနှိမ့်ဆိုင်နေထိုင်မှုပုံစံရှိကိုကျဲမိုင်းနဲ့တော့တော့ဆောက်ခေါ်လို့နေတော့ပါပြီအဓိကလုံးဆောက်ဖို့ရှာရှိကတော့ကနေဘယ်တိုင်းဝီမြမတော့ပါဝီမြမတော့ခေါပြီးခဲထောက်ကိုကရွှေထော်မြော်ရတော့နဲ့ဝီတဲ့ခဲခေါမှုမဖဲအောင်ဝီကို3လီတာကနေ4လီတာတိတောက်ပြီးပါနေဘယ်နိုင်အကောင်နှုံးရဲ့ဝယ်ဆက်ရှိတီကိုဝယ်ဆောင်ပါအပူဆုံးမူနဲ့ရဲ့ဝယ်ဆက်ရှိတီနဲ့အကောင်ပြောရဲ့ဝယ်ဆက်ရှိတီကိုဝယ်ဆောင်ပြီးပါနေဘယ်တော့အပွန်လောက်ရခါထီအုတ်ထုံစားရဲ့ကာကွေးတီကိုဆောက်ပြီးလာပါအဝိဘကိုကာကွေးဖို့တော့ဆိုကြီးယူပွေမြတ်ပါရဲ့ဆောင်းကြီးတီလိမ့်ပါနေပဲလေတဘွားတဲ့ဆောက်ရည်တီကိုတောက်ပါတဘွားတဲ့ဆောက်ရည်စောလူရတီတော့တောက်3ရဲ့အော်စီရည်တီလေးဖိုက်ပါရဲ့မကကောင်မှာရောက်ရှိလာဖို့ဖက်တဲ့တောင်းငယ်ကာလာတော့မှလေဝီကစားရမှာအထူးတလိထားပြီးကဆွန်နေခဲ့ဖို့စောကိုလေအတိပြလိုက်ရှောင်းပါရဲ့ဒါကကျေပြလို့ရချောင်းချောင်းရှာရှိတီကိုလိုက်နာပြီးကနေရတီပူပွဲတဲ့ကိုနေကောက်ကျဲမှာဆိုနဲ့ဖေးချွတ်နိုင်ခဲ့ပါစီတော့စုမကောက်တောင်းလိုက်ပါပြီဒီရှုပိကားလေးတဲ့အောင်လို့သူကလည်းကျေးဇူးအများကြီးတောင်းပါပြီနောက်ထပ်လေးကျဲမာရေးဘူးသူတရှိတီကိုတောင်းစားပြလာဖို့ဒီဖိုက်တီတော့နဲ့စောင်းမြော်ကီရှူအားပေးခဲ့ဖို့ဖိတ်ခေါ်ရှမ်းပါပြီ